အားလုံးပဲမင်္ဂလာပါရှင်ဘလော့ပိုင်းဟန်နီကျော်နေကြိုဆိုလိုက်ပါတယ်ဟန်နီရဒီနေ့ရှုပ်ပွားနေတဲ့အိမ်ခန်းကြီးကိုတိမ့်မှာဖြစ်ပါတယ်အခန်းကတော့မြင်တဲ့အတိုင်းပဲရှုပ်နေပါတယ်အရင်ဆုံးရှုပ်ပွားနေတဲ့မန်နေကုံကိုအရင်ဆုံးရှင်းပါမယ်မန်နေကုံပေါ်မှာဒီ body lotion ဘူးတွေမျက်နှာတုပ်တဲ့ tissue တွေအပြင်ဒီမန်နေကုံနဲ့မဆိုင်တဲ့ပစ္စည်းတွေရောက်နေတယ်အဲ့တော့ဒီဟာကိုအရင်ဆုံးနံပါတ်1အနေနဲ့ရှင်းပါမယ်ဟန်နီကညကြရင်ခွေးလေးကိုတူတူခေါ်တိတ်တယ်ပေါ့ကိုယ့်ရဲ့အိယာပေးညာမသူ့ရဲ့အိယာနေချပြီးတော့အခုသူ့ရဲ့အိယာကိုသွားပြီးတော့နေထုတ်လန်းပါမယ်အခုဟန်နီကကေပေါ့ရှက်ကိုရှင်းပါမယ်ကေပေါ့ရှက်မှာဆိုရင်ဟန်နီကအိတ်ဆိုဖန်ဖြစ်တာကြောင့်အိတ်ဆိုပစ္စည်းတွေရာပို့ပြီးတော့နည်းနည်းထည့်ထားရပေါ့နော်ဒါအပြင် fashion စာအုပ်လေးတွေပါလေးရယ်နည်းနည်းပပလေးထည့်ထားပါတယ်ဒီစင်လေးကတော့ကိုယ့်ရဲ့ item နဲ့ပတ်သက်တဲ့ပစ္စည်းလေးတွေထားရစင်လေးဖြစ်ပါတယ်အခုအခန်းသိမ်းနေရင်လည်းမနေ့10 နာရီခွဲအောင်ဖြစ်သွားပါပြီ။ဒါကြောင့်မေမေကနေပြီးတော့ထမင်းကြော်ပြီးလာပို့ပါတယ်။ထမင်းကြော်အကြောင်းကျက်ဥမွေကြော်နဲ့ငပိကြော်နဲ့ပေါ့နော်။ဟန်နီကကျက်ဥကိုအနည်းမကြက်ရင်မကြိုက်ဘူးပေါ့နော်။အနည်းကြက်မှကြိုက်တယ်။ဒါကြောင့်အများအားဖြင့်ဆိုရင်ကျက်ဥမွေကြော်ပဲစားပါတယ်။ဘေးကမြင်တဲ့မေမပန်ပန်တွေကသူစားကျင်သွားမှသူကြည့်နေတယ်။အခုမနေ့စားလဲစားပြီးပြီဆိုတော့ကြံတဲ့စားကြည့်စပွဲကိုဆက်ပြီးတော့ရှင်းပါမယ်။အခုရှုံးနေတဲ့ဒီအဝတ်စင်ကိုရှင်းပါမယ်အဲ့အဝတ်စင်ရတာအခုအနေထားတော်သေးကိုပြောရမယ်ပုံမှန်အားဖြင့်ဆိုရင်အနွေးရဲ့အပြစ်တစ်ခါသွားရဲခဏလေးသွားတယ်အနွေးရဲ့တစ်ထည်ကောင်းဝတ်တယ်ပြီးရင်ပြန်ရောက်တဲ့ခဏလေးဆိုပြီးဝှီးကနေတင်လိုက်တယ်ဒီအဲ့စင်ပေါ်မှာပြီးရင်နောက်တစ်ခေါက်ထပ်သွားတယ်နောက်အနွေးရဲ့တစ်ခုထပ်ဝတ်တယ်ပြီးပြန်ရောက်ရင်တင်လိုက်တယ်အဲ့ဒီတော့အဝတ်တွေကိုမခောက်ပဲနဲ့အဲ့လိုမျိုးတင်တော့ပုံနေရပါတော့အဲ့ဒါကြောင့်ဒီဟာကြီးကိုရှင်းပါမယ်စပွဲပေါ်ကြီးအားလုံးကတိမ့်ပြီးသွားပြီတပြက်စီးလေးဖို့ပဲကြံတော့တဲ့အတွက်အောက်ကဖုန်တွေကိုတပြက်စီးစားနေပါပြီအခုဘယ်နေ့ထပ်ပွားမလဲဆိုတာမသိသေးရဲ့ကျွန်တော်ရဲ့အခန်းလေးရောတိမ့်ပြီးသွားပါပြီအခန်းလေးရှင်းတော့စိတ်လေးကြည်လင်နဲ့စားကြရင်အာယုံလေးကိုရောက်တယ်ပေါ့နော်အခန်းကြီးရှုံနေစိတ်ရှုံရတယ်အခုကစိတ်ကြည်နေသွားပါပြီရှင်ဟန်နီရဲ့ vlog တွေကဒီလောက်ပါပဲရှင်နောက်ထပ် vlog တွေထပ်လာပါအောင်မယ်အားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေ